ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေနဲ့ထိုင်းနိုင်ငံဗုဒ္ဓဘာသာဝင်တွေအတွက်ဝမ်းနည်းစရာသတင်းတစ်ပုဒ်ရှိပါတယ်။အဲ့ဒါကတော့ထိုင်းနိုင်ငံမုကတာဟန်ခရိုင်ဘန်နာစီလွန်လမ်းမဘေးမှာဇူလိုင်လ2ရက်နေ့နေ့လယ်7:00 နာရီခွဲလောက်ကစွန့်ခန့်ပြီးတော့ပြန်လည်ပင်းဆောင်လာတဲ့တန်ဃာတော်တွေကိုကားတစ်စီးကအရှိန်ပြင်းထန်စွာဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့်တန်ဃာတော်10ပါးပြန်လွန်တော်မူပြီးတော့73ပါးအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ထိုင်းသတင်းတစ်ခုပဲဖြစ်ပါတယ်။အဆိုပါဖြစ်ရမှာတန်ဃာတော်9ပါးကချက်ချင်းကိုပဲနေရာမှာတင်ကွယ်လွန်ခဲ့ပြီးတော့ကျန်တဲ့73ပါးကိုတော့နီးစပ်ရာဆေးရုံကိုအလင်းမြန်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုပို့ဆောင်ခဲ့ပေမဲ့လည်း3ပါးဟာကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။ရင်တိုင်းမှုတန်ခံရတဲ့တန်ဃာတော်များကမုန်တာဟန်မြို့ဥပွန်ရချာဌာနီမြို့ဘက်ကတင်ဆောင်ကျွမ်းချီတော်မူလာတဲ့တောရဂိုင်းဝင်ရဟန်း34ပါးနဲ့ကပ္ပိယ9ဦးတို့ပဲဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကကနဦးမှဒီသတင်းကိုစုံစမ်းနေပေမဲ့စိတ်မကောင်းစရာသတင်းတချို့လည်းထွက်လာပါတယ်။ကားကိုမောင်းနေတဲ့လူက17နှစ်အရွယ်ညံရီဖွံ့ဖြိုးမှုနေတဲ့ကလေးငယ်တယောက်တာဖြစ်နေခဲ့ပြီးတော့သူဟာလည်းမိဘခွင့်ပြုချက်မရှိဘဲနဲ့ကားကိုအတင်းယူပြီးတော့မောင်းနေလာတာဖြစ်ပါတယ်။ဒီကိစ္စကိုရဲတပ်ဖွဲ့ကစုံစမ်းနေပြီးတော့မကြာခင်မှာလည်းသူတို့သိရတဲ့အရာတွေကိုထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။အခုကြည့်ရှုနေတဲ့သူတွေလည်းစိတ်မကောင်းဖြစ်မိမှာတော့အသေးချပါပဲ။